surprise ပါတယ်ပြောအောင်မသိလားကိုကလေသိလားဒီမှာပြောပြမယ်ပါဆယ်တော့ကိုဖောက်တာပေါ့နော်ပါဆယ်ဖောက်ရင်းနဲ့ကိုကထင်လိုက်တာပေါ့နော်ဘောင်ချာပဲပါမယ်လို့ထင်လိုက်တာဘောင်ချာတဲ့ရေခုံစရာတစ်ခုပါတယ်ပြောပြမယ်သိလားလုံးဝမထင်ထားဘူးကိုပစ္စည်းလေကိုကပေးဟိုပေါ့နော်ဒီပို့တင်တဲ့လူရောပို့မဖယ်ထားတယ်မလုပ်တဲ့ဗီဒီယိုတွေရိုက်တယ်ပေါ့နော်အားနဲ့ကိုကပြီးသွားပြီပေါ့နော်ပစ္စည်းတွေကလည်းကိုကရောင်းမဲ့နေရာမှာလည်းစီထားမယ်လို့ပြီးသွားပြီဆိုဒီလိုလေးမှွေထားအမလေးဘာကပ်ပါလဲသိလား IP ရဲ့ကပ်ပါတယ်ရှင်ဒီကပ်ကဘယ်လိုလဲဆိုလို့ရှိရင်ပေါ့နော်တရဝင်အယောင်ကိုစလဲဖြစ်တဲ့ကပ်ပြီးလို့ရှိရင် IP skin care ကိုရုံးချုပ်က IP skin care နဲ့ B-link ကို offer ရောင်းရတယ်ပေါ့နော်ဘယ်လိုများဒီမှာရေးထားတယ်ပါအဲ့လိုရောင်းရတယ်ပေါ့နော်တရဝင်ရောင်းတဲ့ခွင့်ရထားပါတယ်ရှင်เนาะတကယ်ရောက်ထားတဲ့အောက်စာဒီမှာဒီလိုကက်လေးရောက်ထားတဲ့ကကြောင်အိမ်ရဟိုပါပေါ့မနှက်ဖန်ကြလို့ရှိရင်တော့ဒါကိုအကြီးရှဲ့မယ်ပေါ့နော်နောက်တစ်ခုအကြီးရှဲ့ပါမယ်ရှင်ပြောချင်တာဟာလေဒီလိုမျိုး IP နဲ့ B-link ဒီလို B-link နေဒီလို IP တွေဒီလိုဟာတွေကကြတော့တရဝင်ပေါ့နော်ရုံးကနေဒါရိုက်ယူတဲ့လူဖြစ်တဲ့ဈေးရလည်းရုံးကချပေးထားတဲ့ဈေးတိုင်းပဲရောင်းတယ်ပစ္စည်းကိုလည်းလက်လီလက်ကားကိုလည်းဒီရုံးကပေးထားတဲ့အတိုင်းပဲပေးတယ်ပေါ့နော်အဲ့ကကြတော့ဒီလိုမျိုးကက်လေးရှားပါတယ်အဲ့ကြတော့ရုံးကနေဒါတိုက်ဒီလိုမျိုးကုမ္ပဏီရုံးလောက်ကနေပြီးယူရောင်းတဲ့ရှီမှာဒီလိုမျိုးပစ္စည်းတွေကိုဝယ်မယ်ဆိုလို့ရှိရင်အသားရည်အတွက်ပို့ပြီးစိတ်ကြယုံကြည်ရပါတယ်တွေ့ကြရပေါ့နော်အပြင်ကဆိုင်နေရှီကနေဝယ်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဖြစ်တဲ့ပြဿနာတွေကိုတောင်းရင်မရှိပါဘူးရှင်ဒါကကြတော့ IP ရဲ့တရဝင်ပေါ့နော်အယောင်ကိုစလဲပါရှင်နော်B-link ရော IP ရော IP ရုံးကနေပြီးတော့ထည့်ပေးထားတဲ့တရဝင်အောက်စာပါရှင်เนาะပြီးလို့ရှိရင်လည်းပေးလို့ရှိရင်လည်းဆိုင်တွေကိုလက်လီလက်ကားပေါ့เนาะဒီဘယ်လိုပြောရမလဲဆိုင်တွေမှာပြန်ယူရောင်းခြင်းတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ပစ္စည်းတစ်ခုကိုဟိုမှာဆိုင်နေမှာပေါ့ပြန်ယူချောင်းနေပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေါ့နော်ကိုပိုင်စီးပွားရေးလုပ်ရှင်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးကက်လေးရှိတဲ့လူချင်းမှာဝယ်လို့ရှိရင်ပို့ပြီးစိတ်ချရပါတယ်ရှင်အဲ့ဒါလေးပြောချင်ပါတယ်ရှင်တွေ့ကြရပေါ့နော်တချို့ရဲ့တော်တော်များရှိကြတယ်ပေါ့နော်ငါတို့ရဲ့မျိုးနယ်မှာလည်းဒီလိုမျိုးဆိုင်နေ store ဆိုင်တွေမှာရှိမယ်ဒါပေမဲ့ပြောချင်တာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်တချို့ရဲ့ store ဆိုင်တွေမှာဆိုလို့ရှိရင်ဈေးကနဲတာတွေရှိတယ်အများတာတွေရှိတယ်ပေါ့နော်အများကြီးရှိကြတဲ့ဒါပေမဲ့တရားဝင်ရောင်းတဲ့လူချင်းမှာဝယ်လို့ရှိရင်တော့ဈေးရလည်းဘယ်လိုပြောမလဲမှန်တယ်ပစ္စည်းရလည်းအရေးသေးကောင်းတဲ့ပစ္စည်းကိုရတာဖြစ်ပါတယ်ရှင်ဒါလေး surprise ပြီးတော့အရန်ပျော်သွားပါတယ်ဒီကက်ကလေးကိုတော့တင်ထားမယ်ပြီးလို့ရှိရင်တော့ဒါလေးကိုပေါ့နော်ကက်တီတီလေးလောင်းပြီးတော့အိမ်မာလေးချိန်ထားပါမယ်ရှင်ဟုတ်ပါလက်လီလက်ကားဝယ်ယူအားပေးလို့ရရယ်เนาะဒီပစ္စည်းတွေအကုန်လုံးကတော့ဆိုလိုက်ရနေရတခုကိုအကုန်လုံးကိုပို့ပေးပါတယ်ရှင်တခုပြောချင်တာကလေပေါ့နော်ဒီမှာလက်လီတဲ့ကားဝယ်ယူအားပေးလို့ပါတယ်ရပါတယ်ရှင်ဘာပြောချင်တာလဲဆိုလို့ရှိရင်တော့ဘယ်လိုပြောချင်တာလဲဆိုတော့ဒီ IP ပစ္စည်းတွေဟာဆိုတော့လက်လီလက်ကားဝယ်ယူအားပေးရနေရာတိုင်းကိုအိမ်ရောက်ပို့ပေးပါတယ်ဒါပေမဲ့တခုရှိတာကငွေလဲပြီးမှပို့ပေးတယ်ပေါ့နော်ငွေလဲပို့ပေးရဆိုဆိုလဲရကြတော့အများသားအဖြစ်တော်တော်အလုပ်လုပ်နေတဲ့အခါကျတော့တွေ့ကြုံရတာဟာမျိုးရှိတဲ့အခါကျတော့အခုနောက်ပိုင်းဆိုရင်ငွေဝင်လာနဲ့ပို့ပေးပါတယ်ရှင်ပေါ့နော်ရောင်းတဲ့လူကလည်းမလိမ်ဘူးဒီရုပ်ကြီးကိုအများနဲ့ဗီဒီယိုရိုက်ပြတဲ့ပုံတွေတင်ကြတဲ့အတွက်ကြောင့်လုံးဝလှင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့လဲကြောင့်ငွေဝင်တာနဲ့ဒီနေ့ဝင်နေတာနဲ့မနေ့ဖန်ပို့ပေးပါတယ်ဒါတို့တနေ့တည်းပေါ့နော်ပို့လို့ရတဲ့အချိန်ပြီးသေးရဆိုတနေ့တည်းပို့လို့ရအချိန်ပြီးတော့လုပ်ပေးပါတယ်ရှင်ပို့ကငွေလွှဲပြီးတာနဲ့ဒီပစ္စည်းတစ်ခုကိုရှူမယ်ပေါ့နော်ဒီပစ္စည်းတစ်ခုကိုရှူမယ်ဆိုရှင်နေရာလေးစာဖုန်းနံပါတ်အတိအကျပို့ပေးပါရှင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဝယ်ယူအားပေးတဲ့ customer လည်းအားလုံးကျေးဇူးတင်ပါတယ်